ဒီမှာတဲတဲမောင်ပါလို့ဒီမှာလိုင်းပေါ်ကနေပြီးတော့တခါမှမမြင်ဘူးတဲ့ကောင်မလေးကလာလို့လားကြူတာရင်ခုံးနေတဲ့စတိုင်မကြည့်ရဟိုအတူတူလားကြုံပေးတာပါလို့အတူတူလားကြုံပေးတာကိုကြီးလည်းမမြင်ဘူးတော့ဘလို့ခေါ်ရမှန်းတော့မသိအတွေ့ရမယ်ဆိုတော့နေရင်ခုံးတာလားဟိုတို့ပြောတာကြောက်တာပါတခါမှမြင်ဘူးလားအပြင်မှာလည်းမြင်ဘူးခုံးထဲမှာလည်းမြင်ဘူးဟဲ့အဲ့ဘယ်လိုလုပ်မလဲဟိုရုပ်ဆိုးဆိုးဆိုဘယ်လိုလုပ်မလဲမလုပ်တဲ့တော့အမလေးလောက်မှမလားဘယ်လိုလုပ်မလဲခေါ်တော့သွားတော့မှာပေါ့ဘယ်လိုလဲမလားနေပြီလာပြီဟုတ်ကဟာနဲ့တူတယ်ဟုတ်လားနင်းလားဟုတ်လားဟုတ်တယ်တဲ့ဟုတ်ပါတယ်နော်အေးလာမောင်တို့တဲ့လူကမကြည့်ရလို့ဒီမှာပါလာပါပြီအဲ့ကားနဲ့မလိုက်နဲ့တရားမမြင်ဘူးတဲ့မောင်လေးလာလေဟာမောင်လေးလာအကြကြည့်လာလေဒီမှာအမရောင်းမရောက်လာတာမောင်တို့တဲ့လူကမကြည့်ရလို့တဲ့လာလေနေရလေဟဲ့တို့တော့ခေါ်မိတာလေဟဲ့လာအထောက်တွေရောခလေးရောခေါ်အောင်မလေးခလေးရောပါလာတယ်လားဟဲ့သွားပြီကျမောင်တို့ရှက်နာကြုံကောင်မလေးကအိုးတမသွားခေါ်တယ်တော့ခိုင်းနေကြမရှက်နာမောင်တို့တဲ့လူကပြန်ရှင်းလာကြီးဖြစ်နေမကြည့်ဘူးလားဟုတ်လားမကြည့်ရလားဟုတ်လားကြည့်ရအောင်နေရတယ်ခေါ်လိုက်ကြည့်အောင်လေဘူးကြောင်အိုးတော့ပါလို့လာဆိုခလေးတယောက်တော့ပါတယ်နော်အမတခါမြင်ဘူးတယောက်နဲ့တယောက်မမြင်ဘူးအဲ့အောင်နေလိုက်လားအေးညီလေးရွာထိလိုက်ဖို့ပြီးမယ်ဟိုအထိလိုက်ဖို့ခိုင်းလိုက်လေကျွန်တော်ဆိုင်နေပါတာကြီးကိုနင်းဆိုင်ကတည်းကနင်းထုတ်တယ်နင်းမခလေးရောလေမပါလာတာနင်းဘယ်လိုလုပ်မှာအေးခလေးရောပါလာလေနင်းဘယ်လိုလုပ်မှာအေးသူတို့ဆိုင်ကတည်းကဘယ်လိုခေါ်မှာလဲဟာလေဟာတခါပြန်အဝေးကြီးသူတို့ရှိရအဲ့တော့အဆင်ပြေဘူးလေငါမောင်ကချောလေးရဟာဘာတခါမှမမြင်ဘူးလေနော်လိုင်းပေါ်မှာကြည့်တကယ်ချစ်လို့လိုက်လာတာကြောက်မှာတကယ်ချစ်တာကြောက်မှာအပြင်မှာလည်းဖုန်းထဲမှာလည်းမမြင်ဘူးတဲ့ပုံလည်းမမြင်ဘူးတဲ့အခုမှမြင်ဘူးတာတယောက်နဲ့တယောက်ကြာအဲ့ဒါအမလုပ်တဲ့လူတွေကြောက်လို့ခေါ်တာဟိုအမကျချောတယ်တဲ့သူကောင်မလေးကချောတယ်တဲ့လုံးလေချခလေးလေးရောက်သွားတာပါတော့မကြည့်ကောမေကြတော့မယ်ချဒီတို့ကြက်လေအဲ့ဒါလေဟိုဘက်ထိလိုက်ပုံမှာပဲအဆင်ပြေမယ်တဲ့တူတယ်အေးရဟာဒီဘက်မှာလည်းကဲလိုင်းပေါ်ကအဆက်ကလေးတင်းပေးပါအောင်လို့တင်းပေးလိုက်ပါပြီလို့နော်ဒီမှာမောင်လေးတို့တင်မရလာတယ်မနေ့ကခလေးရောဟိုအထုပ်တွေရောဆိုတော့မနိုင်လို့ဟိုအထုပ်တွေကိုတဲလာတာအဲ့အထုပ်တွေကိုလာပြီးတော့တဲတာပါလို့သူတို့တွေကဲဟိုဝင်ရောက်သွားပါစေလိုင်းပေါ်ကပြောထားတာနော်ဘာပြောအောင်လို့ပြောချအောင်ငါလည်းဘာမှပြောတတ်ဘူးကဲလို့ပြောလိုက်ပါဦးဘာမှမဘူးနဲ့တို့ကြီးရောက်လာလို့ရှိရင်ညွတ်အေးစစ်ပဲနော်ဘာခလေးရှိမြဲရှိဘာမှမဖြစ်ဘူးသူချစ်လို့သူယူတာလောက်ကြရမှာမောင်လေးလောက်ကြမှာမဟုတ်လားအေးဘောလေတခြားလေးပြောလေဒီမှာလိုင်းပေါ်လူတွေကကိုလှည့်လေလိုင်းပေါ်နော်ဒီမှာနော်ဟိုကျမမောင်လေးပါလို့မောင်လေးကရိုးသားလေးဒီမှာဒီညီမလေးကလည်းမကြည့်အောင်ဟိုဘာမှအားမလဲနော်ညီမဒီရောက်လာရင်စလင်းမျိုးอ่ะနော်ဟုတ်လားစလင်းမျိုးကနေလာတာပါတဲ့အမကျမမောင်လေးပါလို့နော်ဟိုကြည့်အကောင်လုံးကဟိုတင်းဝေးခိုင်းလို့တင်းဝေးလိုက်ပြီလို့ဘယ်လိုလဲဟုတ်လဲတန်းအောင်နေရှိပါ ਈ လားအေးနော်ခလေးပါတခြားအိုအောင်မင်းအောင်ပေါက်နော်နေတိုင်းပေါ်အိုအောင်မင်းအောင်ပေါက်ခိုင်းတာနော်တဲ့နော်ချောတယ်မဟုတ်လားအေးပါမမတို့ကမနေ့ဘာရင်းနေလဲချက်ထားထမင်းပြောပါအောင်သူချင်းမလာပါဆိုတော့မကြီးရမကြီးဘာချက်တာဝသားဝသားတဲ့ညဝသားစားတော့ရောင်းသွားမနေ့ကမနေ့ကဝသားစားခဲ့ရတယ်ပေါ့အေးပါဒီမှာနော်အမတင်းပေးခိုင်းလို့တင်းပေးလိုက်ပါပြီတဲ့အမဒီတို့ဒီမြိုင်အိုအောင်မင်းအောင်ပေါင်းပါစေတဲ့တဲတုံးတွေကရွာချင်းဝေးနေလို့သူတို့ကအခုမနေ့ကအထောက်တွေနဲ့မုံတော့ခလေးနဲ့အထုံးနဲ့ဆိုတော့အစင်မပြေလို့မိုးကလည်းရွာနေလို့အေးမောင်လေးဖြည်းဖြည်းစီနော်တတလောက်ရလောင်းတတဖြည်းဖြည်းစီမောင်လေးအေးညီမလေးအေးဟိုအောင်မင်းအောင်ပေါင်းပါစေကဲပြန်သွားပြီတို့မောင်လေး